Namaste အားလုံးမင်္ဂလာပါကျွန်တော်ဟေးပါကျွန်တော်တို့ညအိတ်တဲ့ခါခန္ဓာကိုယ်ကြီးလေးနဲ့တောင့်တင်ညောင်းညာပြီးတော့တတောင့်တတမဖြစ်တဲ့သူတွေတော်တော်နဲ့အိတ်မရတဲ့သူတွေအိတ်တဲ့ခါခဏခဏနိုးတက်တဲ့သူတွေတွေလွယ်ကူရိုးရှင်းပြီးထိတိအောင်ဖြစ်စေမယ်အသက်အရွယ်ကြီးရင်းတဲ့သူတွေပါလိုက်ပါလက်ကျင့်လို့ရမယ်ယောဂ5မျိုးကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးလက်ကျင့်ကြည့်ကြမယ်ကဲကျွန်တော်တို့အရင်ဆုံးပလက်လေးအိတ်လိုက်မယ်ခြေောက်လေးတွေဆန့်ထားမယ်ဒီလက်ချောင်းလေးတွေလက်ဆယ်ချောင်းဒီတိုင်းရှက်လိုက်မယ်ပြင်ရှင်မပေါ်လေးတင်မယ်ဒီယောကလက်ကျင်ကနေလို့တက်ခါလေးအရှူထုတ်လေးပါဒီချာလေးတွဲပြီးတော့သွားကြည့်မယ်ကဲအရင်ဆုံးလက်ဖွားလေးတန်ပြီးတော့အပေါ်လေးကိုဆန့်ထုတ်လိုက်လက်လေးကိုလည်းပေါ်ဆန့်ထုတ်မယ်အောက်ကခြေပြားလေးကိုလည်းအောက်ကိုဆန့်ထုတ်လိုက်မယ်ခန္ဓာကိုယ်အပေါ်အောက်ရသလောက်ဆွဲဆန့်ကြည့်မယ်ဒီဆက်တဲ့ချိန်မှာလီကိုရှူမယ်များများလေးခန္ဓာကိုယ်အတွင်းထဲကိုများများလေးရှူနေတော့ရှူကြည့်မယ်exhale လက်လီကိုချိန်မှာပုံပြန်တင်လိုက်မယ်ခြေောက်လေးတွေပြန်လျှော့လိုက်ပြီးပြန်ဆန့်ထုတ်လိုက်အောင်မယ်inhaleပြန်လျှော့လိုက်မယ်exhale လက်လေးချိန်မှာပုံလေးပြန်တင်မယ်အပေါ်လေးကိုပြန်ဆန့်ထုတ်လိုက်မယ်inhale exhale ပြန်လျှော့လိုက်မယ်အတိုင်းဆဲချင်းစတိုက်သွားကြည့်မယ် inhale လီယိုများများလေးဖြည်းဖြည်းချင်းရှူလိုက်မယ် inhale exhale ဖြည်းဖြည်းပြန်လျှော့လိုက်မယ်ဒီရှူတဲ့အခါဖြည်းဖြည်းချင်းရှူမယ်လီပြန်ထုတ်ရင်လည်းဖြည်းဖြည်းချင်းပဲထိန်းထောင်မယ်ဒီပြန်ရှူမယ် inhale ခြေောက်လေးအောက်ဆင်းမယ်လက်လေးပေါ်ဆင်းမယ် exhale ဒီပြန်လျှော့လိုက်မယ်အတိုင်းဆက်သွားကြည့်မယ် inhale exhale ဖြည်းဖြည်းပြန်လျှော့လိုက်မယ်နောက်လည်း3ခေါက်4ခေါက်လောက်သွားကြည့်မယ် inhale exhale ဒီပြန်လျှော့လိုက်မယ် inhale exhale နှစ်ခေါက်လောက်ထပ်သွားကြည့်မယ် inhale exhale နောက်တစ်ခေါက်ထပ်သွားလိုက်မယ် inhale တိုင်းလေးကနာဆန်ထားမယ် 3 2 1ဆေးဖြည်းဖြည်းပြန်လျှော့လိုက်ဒီခြေောက်လေးတွေနဲ့ခါလိုက်မယ်အောက်ကစသားလေးနဲ့ပြန်ဖြည့်လိုက်ပြီးကျော်တော့ညာဘက်ဒူးလေးကိုအပေါ်လေးကိုဆွဲပြီးကွေးလိုက်ပြီးလက်နှစ်ဖက်နဲ့ဒူးလေးကိုကင်မယ်ရင်မက်စီကိုဆွဲပြီးဖြည့်လိုက်မယ်ကဲညာဘက်6လေးအောက်ကိုဖြည်းဖြည်းဆန့်ချမယ်ဒီဘယ်ဘက်ဒူးလေးပြန်ကွေးလိုက်မယ်ကဲညာတလဲစီသွားမယ်6လေးပြန်ရှာမယ်inhaleညာဘက်ဒူးလေးကွေးမယ် exhale 6လေးပြန်ဆန့်မယ် inhale ဘယ်ဘက်ဒူးလေးပြန်ဆွဲဖြည့်လိုက်မယ် exhale ကျော်လေးအောက်ပြန်ဆန်းလိုက်မယ်ဟဲ့ညာဘက်ဒူးလေးပြန်ဆွဲပြီးမယ် exhale ချိန်ဆိုင်ဘယ်ဘက်ဒူးလေးပြန်ဆွဲပြီးလိုက်မယ် exhale ဒူးလေးကိုရင်ဘက်ပေါ်ရင်ဘက်နဲ့ရသလားကန့်နေအောင်ဆွဲချထားမယ်ဆွဲကက်ထားမယ် inhale ညာဘက်ဒူးလေးပြန်ဆွဲဖိလိုက်မယ် inhale exhale inhale
လက်တဲလေးဒူးလေးကိုခဏဖိထားမယ်ခြေပြားလေးနှစ်ဖက်လုံးကော့ထားမယ်10 9 8ဒီယူရက်ကဒီကိုဖြည်းဖြည်းမမဲလေးရှုထွက်လို့6 5 4 3 2 and 1ညာဘက်6လေးကိုပေါ်ဆန်းလိုက်မယ်ပေါင်လေးကနေလက်ဖက်လေးတခြားလေးကင်ထားမယ်ပြီးဒူးလေးကိုပေါ်ပြပြဆန်းလိုက်မယ်ဆန်းလို့ရအောင်ဆန်းမယ်ပြီးခြေပြားလေးအောက်ကိုခေါ်ထားမယ်ခြေပြားလေးကိုအောက်ခေါ်မယ်ဒီဖက်နှောက်လေးကိုပေါ်တော်မိတင်ထားမယ်ဒူးလေးရသလောက်ဆန်းထားမယ်ပေါင်လေးကိုလက်လေးနဲ့ထိန်းပြီးအပေါ်လေးကိုနည်းနည်းဆွဲရရင်နည်းနည်းဆွဲကြည့်အတဲ့ခဏနေမယ်နော်ထိုင်ချမ်း9 8 7 6 5 4 3 2 1กว่าဒီအချိန်နဲ့လိုရဆိုရင်1 minute ကနေ1 minute ကနေ3 minute ဒီတိုင်းထားလို့ရရင်တော့ကျွန်တော်ပြတဲ့အတွက်အနည်းဆုံးစက္ကန့်20လောက်ထားလာပေးမယ်ပြီးလက်လေးဖြည်းဖြည်းချင်းလွှတ်လိုက်မယ်ခြေောက်လေးအောက်ကိုဖြည်းချတဲ့အခါဖြည်းဖြည်းချမယ်နော်အမြဲမချလိုက်ဖြည်းဖြည်းထိန်းပြီးချမယ်ဒီခြေောက်လေးနည်းနည်းခါလိုက်မယ်ပေါင်ခြေတုံးလေးဒီဘယ်ဘက်ဒူးလေးရေဆွဲပြလိုက်မယ်ရေမက်စီကိုခြေပြားလေးတွေကောထားမယ်နှစ်ဖက်လုံး10 9 8 7 6 5 4 3 2 and 1 baby 6လေးပေါ်ဖြည်းဖြည်းဆန်းလိုက်မယ်ပေါင်လေးရောလက်နဲ့ဖက်နဲ့ထိန်းထားမယ်ဒူးလေးဆန်းမယ်ခြေပြားလေးအောက်ကိုတခြားလေးကောက်ပေါ့ပြီးစိုက်ထားမယ်ခြေပထောက်လေးပေါ်တွန်းနေထားမယ်လေးရောဖြည်းဖြည်းမမှန်လေးရှုထောက်တော့ခန္ဓာကိုယ်ရဲ့တင်းတဲ့နေရာတောင်းတဲ့နေရာတက်တောင်းတက်တာဖြစ်တဲ့နေရာတက်တောင်းတက်တာဖြစ်တဲ့နေရာတွေတခြားလေးတတိပြုကြည့်မယ်5 4 3 2 and 1လက်လေးတော့လိုက်မယ်ခြေောက်ကိုဖြည်းဖြည်းချမယ်ခြေောက်လေးပြန်ခါလိုက်မယ်3 2 and 1ခေပြီးရင်ကျွန်တော်ဒူးလေးထောင်လိုက်မယ်လက်လေးတွေဘေးလေးကိုကားမယ်ဟုတ်ကဲ့ကိုကခါနာတဲ့လူလို့ရှိရင်ဒီပထမဟာတိုင်းလိုက်လုပ်မယ်ကျွန်တော်ဒီဟာကိုဒီ trace ball 2မျိုးပြပေးမယ်နော်အဲတော့ခါနာဒူးနာလို့ဒီကတော့ခါနာတက်တဲ့သူတွေဒီပထမဟာလေးကိုလိုက်လုပ်မယ်နော်2မျိုးလုံးလည်းလုပ်ရအောင်နော်โอเคအဲတော့6လေးအောက်ကိုနည်းနည်းလျှောလိုက်မယ်ပြီး mat အကျယ်လောက်ခြေပြားလေးကိုချဲထားမယ်လက်လေးပြီးရဆင်မယ်လက်ဖွားလေးပေါက်မယ်ခါလေး1ဘက်ကျော်သားလေးလျှော့မယ်ဒါတော့တစ်ဖက်က5ကောက်စီပြောင်းမယ်နော်အဲဆုံးဒူးနှစ်ဖက်ကညာဘက်ကိုဖြည်းဖြည်းချင်းဆောင်းချလိုက်ဒူးလေးပြန်ထောင်မယ်ဘယ်ဘက်လေးကိုပြန်ဆောင်းချလိုက်မယ်ဒူးလေးပြန်ထောင်မယ်ညာဘက်လေးကိုပြန်ဆောင်းချလိုက်ဒူးလေးပြန်ထောင်မယ်ဘယ်ဘက်ကိုပြန်ဆောင်းချမယ်
inhale exhale ညာလိုက်ပါ inhale exhale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  ဒီတိုင်းလေးခဏလေးကြည့်မယ်10 9 8 7 6 5 4 3 2 1 ချိန်ဆိုင်ဘယ်လိုပြန်ဆောင်လိုက်မယ်ခုနတည်းခဏနေကြည့်မယ်နောက်ပြတော့ပဲဒီမိနစ်ကနေ3မိနစ်ထိဒီနေရင်လေးနေတော့ရရနော်7 6 5 4 3 2 1 2လေးပြန်ထောင်မယ်โอเคဒီဟာကိုနောက်တစ်မျိုးထပ်သွားမယ်တက်လီဗီဒီယိုစင်ထားအောင်မယ်ဒီက6လေးပူမယ်6လေးကိုပေါ်ပြပြကြွလိုက်မယ်ဒူးလေးတွေပါပူထားမယ်ခါးလေးကိုလျှော့လိုက်မယ်ဒူးနှစ်ဖက်ကိုပြပြညာဘက်လေးကိုစောင်းချမယ်ဝမ်းဘက်ကျောသားလေးလျှော့တာခါးလေးတွေဖြော့ဒူးချတဲ့အခါဒူးအောက်ကိုရင်းမရောက်စေရင်နော်အပေါ်ရသလောက်လေးကြုံထားမယ်inhale exhale ဘယ်ဘက်လေးကိုဖြည်းဖြည်းချလိုက်မယ် inhale exhale inhale exhale မြဲတယ်ခန္ဓာကိုယ်ရဲ့တက်ရောက်မှုလေးတွေကိုမြဲတယ်သတိကြည့်နေမယ် inhale exhale inhale exhale ဘယ်ဘက်ကို inhale exhale ဒီချိန်မှာခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုခန္ဓာကိုယ်ရဲ့တက်ရောက်မှုတွေကိုပဲတည်ပြုထားမယ်မနေ့ပြန်နေမနေ့ရခဏလေးမိထားမယ်နော်inhale exhale တတဲ့နေကနာချမယ်ဒူးလေးကိုပို့ရတာကြုံထားမယ်10 9အပေဒီတိုင်းမဲ့နေလို့ရတယ်ဒီနောက်တစ်ဆင့်ကျော်အပေါ်က6လေးကိုဘီကိုဆန့်ထုတ်လိုက်ဆန့်ထုတ်ပြီးဒီညာဘက်လက်နဲ့ခြေချင်းဝက်လေးဖြစ်ပြီးအမိတဲ့နေရာတစ်ခုဖမ်းပြီးတော့ထိန်းထားဒီတိုင်းလေးအပေါ်6လေးကိုဆန့်ပြီးနေလို့ရတယ်ခုန6နှစ်ဖက်လုံးဒူးလေးတွေ꿰ပြီးနေလို့ရတယ်โอเค6လေးဆန့်နေတော့ပို့ပြီးတော့အကျိုးပို့ပြည့်တယ်7ခါးနဲ့ဝမ်းမဲ့ကြွသားလေးကိုရှော့မယ်လေရှူတဲ့အခါနှာခေါင်းမရလေးနဲ့မရှူနဲ့လေကိုဒီဝမ်းဘက်အတွင်းလေးခန္ဓာကိုယ်အနှံ့တက်နေဆုံးရောက်အောင်ရှူတော့လုပ်ကြည့်မယ်ဒါဆိုရင်အကျိုးလေးဒီအောင်ရိုးလေးတွေပို့ပြီးတော့ပြေရောပြီးပို့အိတ်တော့ကောင်းသွားတယ်5 4 3 2 and 1 ချောင်းလွတ်မယ်ဒူးလေး꿰မယ်လေကိုရှူမယ် inhale exhale ဘယ်လေးကိုပြန်ချမယ်နောက်တိုင်းဒူးလေးနဲ့ဖက်လုံး꿰ပြီးနေလို့ရတယ်ဟုတ်ရင်အပေါ်ကညာဘက်6လေးကိုပြီးကိုဆင်းလိုက်မယ်ဘယ်ဘက်လက်နဲ့6လေးကိုလမ်းပြီးထိန်းထားမယ်လေခုနတိုင်းခန္ဓာကိုယ်တွင်းတဲ့ဒီလေကိုအနှံ့ရအောင်ရှူလို့လုပ်ကြည့်မယ်လေရှူတဲ့အခါဖြည်းဖြည်းနဲ့မှန်လေးရှူမယ်မြင်မရှူနဲ့ပြင်းမရှူနဲ့လက်ရှိကိုမရက်စနဲ့ဒီချိန်မှာခန္ဓာကိုယ်တစ်ခုလုံးရဲ့တရားမှုတွေ
ခန္ဓာကိုယ်ရဲ့ခံစားမှုတွေဒီချာလေးသတိပြုကြည့်မယ် 7 6 5 4 8 2 ခုနပြောသလိုပဲကိုကဒီလောက်နဲ့အားမရသေးဘူးဆိုလို့ရှိရင်1မိနစ်မဟုတ်ရင်3မိနစ်ထိဒီတန်းလေးလုပ်ရအောင်နော်ဒူရီဖြည်းချင်းပြန်ခွေလိုက်မယ်ရင်းဟင်းပေါ်လေးပြန်ဆန်းလိုက်မယ်ခြေောက်လေးအောက်ကိုချလိုက်မယ်ဒူးလေးပေါင်လေးနည်းနည်းပြန်ခါလိုက်ဒီခြေောက်လေးတွေအပေါ်မြောက်လိုက်မယ်ဒူးလေးတွေအောက်ကိုဖြည်းဖြည်းချင်းကွေးလိုက်မယ်ပြီးခြေပွားလေးကိုအတွင်းဘက်ကနေလက်ပြန်လေးကန်လိုက်မယ်လက်ပြန်လေးနဲ့ခြေပွားအတွင်းဘက်ကနေကန်လိုက်မယ်ဒီဒူးလေးကိုပြင်ကားလိုက်မယ်ဒူးနှစ်ဖက်လုံးပြင်ကားလိုက်မယ်ဒီတင်ဆုံကြောကိုဖွင့်တာဒီခြေသလုံးလေးကိုအပေါ်ထောင်လိုက်မယ်ခြေပြားလေးအောက်ကောက်တာနော်ဒီလက်ဖွားလေးအပေါ်တင်ပြီးတော့အောက်ကိုသားရလေးဖိချမယ်အားနဲ့အရင်မဖိဘူးနော်ဒီချိန်သားရလေးပဲဖိတဲ့ဆုံးတော့ပဲဖိတာမယ်ဒီမစုံကြောလေးအဓိကဖွင့်တာမယ်ခါးနဲ့ဝမ်းဘက်ကြွသားလေးလျှော့ထားမယ်ဒီတန်းလေးဘယ်ညာတလက်စီဖြည်းဖြည်းချင်းဖြည့်ကြည့်လိုက်ရနော်10 9 8 7 6 5 ခန္ဓာကိုယ်ရဲ့တရားမှုလေးတွေတတိပြုကြည့်မယ်4 3 2 and 1ဒီချောင်းတစ်ဖက်လုံးပေါ်ဖြည်းဖြည်းချင်းဆန်းထောင်းလိုက်လက်နှစ်ဖက်လုံးပေါ်ဆန်းတာမနေ့ရောပြီးနာမှာချထားမယ်ဒီကနာထောင်းတာ5ခြေပြားလေးတွေကောမယ်ဒူးလေးတွေအားလုံးဆန်းထားမယ်4 3 2 and 1ခြေောက်လေးဖြည်းဖြည်းချင်းကိုယ်ပြီးချနိုင်မယ်ပြီးဒူးလေးတွေပေါင်းလေးနည်းလေးပြန်ခါလိုက်โอเคကျွန်တော်နောက်ဆုံးမျိုးသွားမယ်ခြေဖနှောင့်လေးကိုတင်မာနာအထိဆွဲကပ်လိုက်မယ်ရအောင်တော့ကတ်ကြည့်မယ်နော်တင်မာနာအထိမရောက်လည်းကိစ္စမရှိဘူးဒီလက်လေးခုနတင်ပေါ်ဆန်တုပ်ထားမယ်ဒူးလေးဘေးကိုကားလိုက်မယ်နှစ်ဖက်လုံးခြေပေါ်အားလေးပူးလိုက်မယ်ဒူးလေးဖြည်းဖြည်းချင်းခါကြည့်မယ်အပေါ်အောက် up and down 10နိုင်အားရမထည့်ဘူးနော်ရင်သားလေးပဲခါမယ်7 6 5 4 3 2 1 okay ဒန်းလေးပဲညင်လေးထားမယ်ခါအရင်နာတတ်တဲ့သူဆိုလို့ရှိရင်ဒီခါအောက်မှာခေါင်းလေးဖြစ်ဖြစ်ဒီဆောင်လေးကိုနည်းလိပ်ပြီးတော့ဖြစ်ဖြစ်ခုပြီးခံထားလို့ရရနော်ဒန်းလေးကို3မိနစ်မဟုတ်ရင်5မိနစ်လောက်ထိဒီတိုင်းညင်လေးနေစီလို့ရရနော်ဒီနေတဲ့အခါစိတ်လေးကိုချောထားမယ်စိတ်လေးကိုတင်းမထားနဲ့တောင်းမထားနဲ့
ဒီစိတ်ကိုခန္ဓာကိုယ်တစ်ခုလုံးမှာပြင်ကျက်ထားမယ်မျက်လုံးလေးပိတ်ထားအောင်မယ်မျက်လုံးကိုတာယာပိတ်ထားအောင်မယ်စိတ်ကိုခန္ဓာကိုယ်တစ်ခုလုံးကိုပြင်ကျက်ထားမယ်ခန္ဓာကိုယ်တစ်ခုလုံးကိုအာရုံပြုထားမယ်မနေ့ကဟာတွေမနေ့ဖြန်အရောက်မဲ့ဟာတွေခဏလေးမိထားလိုက်မယ်ခုတလောစဉ်ခန္ဓာကိုယ်တစ်ခုလုံးတစ်ခုလေးတော့ပဲအာရုံပြုထားခန္ဓာကိုယ်ရဲ့တက်ရောက်မှုခံစားမှုတွေတခြားလေးပြီးပြုမယ်ဒါစီတာထင်းချုပ်တာပိတ်ပင်တာကန့်သက်တာမျိုးတွေလုံးဝမလုပ်ပဲဒီတိုင်းလေးပဲအရှိကိုအရှိတိုင်းတင်းရင်တင်းတဲ့တိုင်းတောင်းရင်တောင်းတဲ့တိုင်းသတောင်းတသားဖြစ်ရင်သတောင်းတသားဖြစ်တဲ့တိုင်းလေးပဲတတိပြုကြည့်ဒူးကြောလေးလျှော့မယ်ဒူးရုပ်တင်းမထားနဲ့ပေါင်းကြွက်သားလေးလျှော့မယ်ဒါကဒူးနာကိုလည်းတက်တာစေတယ်ဒူးနာလည်းသူတွေ့လည်းအရင်ထောက်ဖို့ဖြစ်တယ်ပေါင်းတွင်းကြောလေးတွေလျှော့ထားမယ်ပြင်စုံကြောလေးတွေအဓိကပြင်စုံကြောလေးတွေဖြည့်ထားလျှော့ထားမယ်နည်းနည်းလေးမှတင်မထားတောက်မထားနဲ့ဒီမှာကြွက်သားလေးတွေပါဖြည့်လျှော့ထားမယ်ခါကြောလေးတွေဖြည့်လျှော့ထားမယ်ရှင်ဘက်တွေနေရိုးကြွက်သားလေးတွေပါဖြည့်လျှော့လိုက်မယ်နောက်ကျော်ကြွက်သားလေးတွေပါလျှော့လိုက်မယ်ကောင်းကြွက်သားလေးတွေဖြည့်လျှော့ထားမယ်ဒီမထားနဲ့တောင်းမထားနဲ့အခေါင်းလေးတွေနှစ်ဖက်လုံးဖြည့်လျှော့လိုက်မယ်လက်မောင်းတစ်ထောင်လေးတွေဖြည့်လျှော့ထားမယ်ခန္ဓာကိုယ်တစ်ခုလုံးဖြည့်ထားလျှော့ထားမယ်လေကိုဖြည်းဖြည်းမှန်မှန်လေးပဲရှူထားလောက်လိုက်မယ်ခန္ဓာကိုယ်တစ်ခုလုံးကိုအာရုံပြုထားမယ်အမြဲတမ်းတင်းရင်တင်းတာလေးကိုသတိပြုမယ်တောင်းရင်တောင်းတာလေးကိုသတိပြုမယ်သတောင်းတတာဖြစ်ရင်သတောင်းတတာဖြစ်တာကိုသတိပြုကြည့်မယ်စိတ်လေးကိုလည်းရအောင်လျှော့မယ်ခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာဒီရုပ်ခန္ဓာတစ်ခုလုံးကိုလည်းတနေ့ဆုံးဖြည့်ထားလျှော့ထားမယ်ဆောင်းနာပြောတော့ပဲလေကိုနှာခေါင်းများလေးနဲ့မရှိဘူးပဲဝါပိုက်တွင်းနဲ့ဒီခန္ဓာကိုယ်နဲ့ရောင်တနေဆုံးရှူထုံးလုပ်နေမယ်
ခုလေးဖြည်းဖြည်းချင်းထောင်လိုက်အောင်မယ်ဒူးနှစ်ဖက်လုံးထောင်မယ်ပြီးရင်ခြေောက်လေးတွေအောက်ကိုဖြည်းဖြည်းချင်းဆန်ချလိုက်မယ်ခြေောက်လေးတွေပါနည်းနည်းခြေထားမယ်ဒီတိုင်းခဏလေးနေကြည့်မယ်1 minute လောက်ခန္ဓာကိုယ်တစ်ခုလောက်မှရှိရဲ့အယိုးအစစ်တွေကြွက်သားတစ်ရှူတွေတွေကြောအာယုံကြောတွေရေပြားတွေကောင်းလုံးဒီရုပ်ခန္ဓာတစ်ခုလုံးဆုံးစွန်ဖြည့်ဖြေးလျှော့ချလိုက်မယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ပြေရောမှုလေးတွေသတိပြုမယ်တတောင်းတသားဖြစ်မှုလေးတွေခံစားကြည့်စိတ်လေးပါလျှော့ထားအောင်မယ်ကျင်ထားနဲ့တောင်းထားနဲ့လက်ရှိခန္ဓာကိုယ်ရဲ့တက်ရောက်မှုလေးတွေကိုခန္ဓာကိုယ်ရဲ့တက်ရောက်မှုလေးတွေကိုပဲသတိပြုကြည့်နေမယ်